မြန်မာနိုင်ငံအနောက်ချမ်းတန်ရွဲမြို့အနီးမှာမကြာခင်ကဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေအပေါ်အမေရိကန်ပြည်ထောင်စုနဲ့ကုလသမဂ္ဂတို့ကပြစ်တင်ဝေဖန်လိုက်ပြီးမြန်မာအစိုးရအနေနဲ့အားနည်းတဲ့လူမှုအတိုင်းဝိုင်းကိုအကာအကွယ်ပေးပြီးအကြမ်းဖက်မှုမှာတာဝန်ရှိသူတွေကိုဖော်ထုတ်အရေးယူဖို့တိုက်တွန်းလိုက်ပါတယ်။တန်ရွဲမြို့နဲ့16မိုင်ပဲဝေးတဲ့ကျေးရွာတွေမှာလူ9ဦးအနည်းဆုံးသေဆုံးတဲ့အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့်မြန်မာနိုင်ငံတွင်းကဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုတွေဟာနိုင်ငံတကာသတင်းတွေမှာရှေ့တန်းပြန်ရောက်လာပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့အခုလိုအကြမ်းဖက်မှုတွေအပေါ်အပြင်းထန်ဝေဖန်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနအရာရှိတူက VOA ကိုပြောပါတယ်။ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ရန်ကုန်မှာရှိတဲ့အမေရိကန်တန်ယုံကတော့အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဒီချိန်ထဲမှာပဲအကြမ်းဖက်မှုတွေအပေါ်လျင်မြန်စွာနဲ့တိကျပြတ်သားစွာအရေးယူကင်တွယ်ဖို့ကိုလည်းမြန်မာအာဏာပိုင်တွေကိုတိုက်တွန်းတယ်လို့အမေရိကန်နိုင်ငံသားရေးဌာနကထုတ်ပြန်ပါတယ်။တစ်ဆက်တည်းမှာပဲအော်တိုဘာလ2ရက်နေ့မှာကြာရောက်တဲ့အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့မှာလည်းရန်ကုန်မှာရှိတဲ့ကုလသမဂ္ဂဌာနကိုယ်စားလှယ်မစ္စတာအရှုပ်နေကန်ကကြေညာချက်ထုတ်ပြန်ပါတယ်။တန်ရွဲမြို့မှာဖြစ်ပျက်ခဲ့တဲ့အကြမ်းဖက်မှုတွေအပါအဝင်မြန်မာနိုင်ငံကဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုတွေဟာမတူကွဲပြားမှုတွေကိုအကြမ်းမဖက်ဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့တန်ဖိုးထားသတ်မှတ်ချက်တွေကိုစန့်ကျင်ချိုးဖောက်ရာရောက်တယ်လို့ထောက်ပြဝေဖန်သွားပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်တန်ရွဲမြို့ကိုသမရဦးသိန်းစိန်တွားရောက်နေချိန်မှာပဲဗုဒ္ဓဖူးနေ့ညကအကြမ်းဖက်မှုတွေထပ်ပြီးပေါ်ပေါက်ခဲ့ပါတယ်။တန်ရွဲကကမန်အမျိုးသားပါတီဥက္ကဋ္ဌဦးကျော်စံလပိုင်ဆိုင်တဲ့နေအိမ်တစ်လုံးကိုမီးရှို့မှုထပ်မံဖြစ်ပွားခဲ့တာပါ။အကြမ်းဖက်မှုတွေဖြစ်ပွားပြီးလူသေဆုံးမှုရှိခဲ့တဲ့တပြုတ်ကြံရွာမှာလည်းလဲတဲ့တချို့ထပ်ပြီးမီးရှို့ခံခဲ့ရပါတယ်။တန်ရွဲမြို့မှာလုံခြုံရေးအခြေအနေအရညမထွက်ရအမိန့်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။သမရဦးသိန်းစိန်ဟာမနေ့ကမနေ့ပိုင်းမှာတန်ရွဲမြို့ကနှစ်ဖက်ရက်မိရက်ဖာတွေဒေသခံအာဏာပိုင်တွေနဲ့တွေ့ဆုံခဲ့ပြီးတန်ရွဲမြို့ကဖြစ်ရပ်တွေအတွက်စိတ်မကောင်းကြောင်းပြောကြားခဲ့ပါတယ်။တန်ရွဲမြို့အပြင်ရခိုင်ပြည်နယ်စစ်တွေမောင်တောမြောက်ဦးမြို့တွေကိုလည်းတွားရောက်ခဲ့တာပါ။တန်ရွဲမြို့နယ်ရွှေလေးအုပ်စုနဲ့ကြီးကန်းရဲကျေးရွာတပြုတ်ကြိုင်ကျေးရွာတွေမှာမီးရှို့ဖျက်ဆီးမှုတွေရှိနေတဲ့အတွက်တန်ရွဲမြို့နယ်ရဲတပ်ဖွဲ့နဲ့ခရိုင်အရန်ရဲတပ်ဖွဲ့ဝင်နယ်မြေလုံခြုံရေးဆောင်ရွက်နေတယ်လို့မြန်မာအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေအမြန်ဆုံးအဆုံးသတ်နိုင်ရေးအပြင်ဥပဒေနဲ့အညီအရေးယူနိုင်ရေးနဲ့ဆုံးရှုံးပျက်စီးသွားတဲ့နေအိမ်တွေအမြန်ဆုံးပြန်လည်တည်ဆောက်ရေးတွေအတွက်လှုံ့ဆော်သွားပါမယ်လို့လည်းဆိုပါတယ်။